အားလုံးမင်္ဂလာပါကျမနည်းနည်းတော့လာဖြည့်ရှင်းရှင်တာပေါ့နော်တော်တော်များများအထင်လွဲကြတာပေါ့ကျမတော့ပမာစကားတိတ်ပြီးပမာစကားတိတ်ပြီးမပြောတတ်ဘူးပေါ့နော်ကျမရှာနေပါအိုးနဲ့ရောတာဆိုပြောမှာကက်ပြားပေါ့နော်စကားနည်းနည်းပြောမှလည်းခွင့်လွှတ်ပေးပါနော်သူများတော်တော်များများမေးလာကြတာပေါ့နော်next ခံရထားတဲ့ကလေးကကျမခလေးလားတဲ့မဟုတ်ပါဘူးရှင်ဒီဒါကျမခလေးပါတချို့လူကပြောမိတာပေါ့နော်မွေးစားထားတာလားတဲ့မွေးစားထားတာလည်းမဟုတ်ဘူးဒါကျမတွေးတာအရင်သမီးစစ်ပါသူများကလည်းပေးမမွေးစားတာသူများစီမှာလည်းတွားပြီးမအပ်ထားပါဘူးရှင်တချို့လူကတရုတ်စာတွေရေးလာကြတာပေါ့နော် comment မှာရေးလာကြတယ်ထိုင်းစာလည်းရေးလာကြတယ်သူမတရုတ်စာမတက်ပါဘူးရှင်ထိုင်းစာလည်းမတက်ဘူးဗမာစကားလည်းအရန်လည်းမကျွမ်းပါဘူးပေါ့နော်用到နည်းနည်းစင်တယ်ပေါ့မနေ့တုန်းကကျမတနာရီခွဲကျော်ဖုံးထားကြည့်တာကျမတမီနိုးစာလို့နိုးလာတိုက်ပေးတာပြီးတော့ကျမတိတော့တွားကြည့်တာအဲ့ကလေးကိုမြင်လိုက်တာရင်ကွဲမတက်ခံစားရတယ်next ခံရတဲ့အဲ့ကလေးရလေတချို့လူကပြောတော့မမစီမမခေါ်မွေးစားထားတာလားတဲ့မဟုတ်ပါဘူးရှင်ကျမတမီငိုထားတဲ့ဟာကျမဘာလို့နေ့ကျမမအားဘူးအလို့အရန်ချုပ်တယ်ပြီးတော့ကျမတမီကိုရေချိုးပြီးတာနဲ့ကျမသူ့ကိုအိတ်ခမ်းထဲမှာအိတ်ခိုင်းတယ်ကျမအလုပ်သွားလုပ်ပြီးတော့ကျမရေလဲသွားချိုးတယ်အဝတ်လဲသွားချိုးတယ်ရေချိုးခမ်းနဲ့ကျမအိတ်ခမ်းကတော့မဝေးပါဘူးနော်ညာဖက်အိတ်ခိုင်းညာဖက်ကရေချိုးခမ်းပေါ့ကျမအဝတ်အစားချိုးတယ်တနာရီခွဲလောက်ကြာတာကျမအဝတ်အစားချိုးတာကျမအဝတ်အစားတနာရီခွဲကြာတယ်ပြီးတော့ကျမအဝတ်အစားချိုးပြီးတာနဲ့ရေချိုးပြီးအဝတ်အစားလည်းမဝတ်ရသေးဘူးကျမတမီးရလန်းခေါ်တမီးအိတ်ပြောပြီးလားအတန်လည်းမကြောက်ဘူးကောလို့အဲ့လိုပဲပြောရသူကကျမအတန်နဲ့ကြားလိုက်တာနဲ့သူလည်းငိုတယ်အရန်ငိုရှင်လို့အရန်ခံစားတာပေါ့နော်ကျမသူ့ကိုတနာရီခွဲကြော်ထားခဲ့လို့လေသူနဲ့အဖေါ်မရှိဘူးသူနဲ့ဘာလို့အယုတ်နဲ့ပဲဆော့ခိုင်းတာလေသူကကျမတမ်းမြတယ်ရန်ငိုတယ်ကျမလည်းအဲ့ချိန်တုန်းကလည်းအဝတ်အစားလည်းမဝတ်ရသေးဘူးကျမတို့ကလာကြည့်တယ်ပေါ့သူအရန်ငိုလို့လေကျမလည်းဗီဒီယိုရိုက်ထားပြီးသူအဖေကိုပို့စင်တာပေါ့နော်ကျမတမီးအရန်ငိုတယ်အဲ့ချိန်ကကျမတမီးကိုအဲ့လိုမျိုးအရင်တခါမှအဲ့လိုမျိုးမခံစားရမမြင်ဘူးအဲ့ချိန်အဲ့လောက်ထိငိုတာလည်းမမြင်ဘူးပေါ့နော်အဲ့ချိန်ကအရန်ငိုရှင်လို့လေကျမတို့တနာရီခွဲတောင်ထားခဲ့လိုက်လေကျမအလုပ်သွားလုပ်ပြီးအဝတ်သွားချော်ရေသွားချိုးတယ်လေအဲ့ချိန်ကကျမအဝတ်အစားကျမတမီးအဝတ်အစားမချော်ရတာလည်းအများကြီးရှိတယ်ပေါ့ကျမသွားချော်တာသူလည်းအဖေါ်လို့ရှင်တာပေါ့နော်တီးတယ်ဒါပေမဲ့မတက်နိုင်ဘူးလေနော်သူ့အဖေကသူ့အဖေကအလုပ်သွားလုပ်တာကျမခလေးကျမလည်းခွဲစိတ်ထားပါတော့နော်ခွဲစိတ်ပြီးခလေးမွေးထားတာအလုပ်ကျန်းလည်းမလုပ်နိုင်ဘူးပေါ့နော်အနာလည်းမကြက်သေးဘူးပေါ့သူ့အဖေလည်းသူတမီးကတလားတော့တမီးကတလားတော့မပြေးသေးဘူးပေါ့နော်ငါရက်လို့သေးတယ်တလားပြေးပါသူ့အဖေကအလုပ်သွားလုပ်တယ်အလုပ်သွားလုပ်ပတ်စံသွားရှာကျမနဲ့တမီးကိုလာချာကျွေးတယ်ပေါ့နော်ကျမအလုပ်မလုပ်နိုင်ဘူးဆိုတော့ခလေးထင်းဆိုတော့အိမ်မှာပဲနေတာအဲ့ကြောင့်ကျမလည်းဘာလို့ခလေးကိုထားပြီးတော့ရေသွားချိုးအဝတ်သွားချော်သူလည်းတယောက်တည်းနေတယ်ဆိုတော့ဝမ်းနေတာပေါ့နော်ဟိုတာပေါ့နော်ကမ်းမလို့ဒီလောက်ပဲဖြည့်ရှင်းနေတာပေါ့နော်ဘိုင်ဘိုင်အချင်းလဲနဲ့နော်အဲ့ခလေးရဲ့ next ခံရတဲ့ခလေးကကျမခလေးမဟုတ်ပါဘူးဒီခလေးကကျမခလေးပါတချို့သူကမေးတာပေါ့အမမွေးစားထားလို့ကံကောင်းတယ်တဲ့ကျမလည်းမမွေးစားထားပါဘူးရှင်ဒါကျမတွေ့တာအရင်စစ်ပါဘိုင်ဘိုင်လို့